ကျမတို့စီမှာဆိုရင်လူတော်တော်များများက Botox ကိုအရေးအကြောင်းတွေပေါ်လာတော့မှပဲစပြီးထိုးကြရလို့များတယ်တကယ်ဆိုလို့ရှိရင်တော့ Botox ကအရေးအကြောင်းတွေမပေါ်လာခင်တည်းကလည်းကြိုတင်ကာကွယ်တဲ့အနေနဲ့ထိုးလို့ရတယ်ဆိုတော့ကအသက်30မပြည့်ခင်တည်းကလည်း Botox ကိုစပြီးတော့ထိုးလို့ရတယ်ထိုးလဲထိုးတဲ့နဲ့ဘာလို့လဲဆိုတော့ဒီအရေးအကြောင်းဆိုတာကဒီအသက်ငယ်တုန်းမှာဆိုလို့ရှိရင်ကြွက်သားလှုပ်ရှားမှုလုပ်တော့မှမျက်နှာ facial expression လုပ်တော့မှပဲအရေးအကြောင်းတွေကပေါ်လာတာအဲ့တော့ဒါကိုတဖြည်းဖြည်းနဲ့ဒီတိုင်းဆက်သွားနေရင်လည်းဒီအရေးအကြောင်းတွေကဘာဖြစ်လာလဲဆိုလို့ရှိရင်နောက်တစ်ချိန်မှာသူက static line လို့ခေါ်တဲ့ line အသေးတွေဖြစ်သွားမယ်ပေါ့နော်ဒီလိုမျိုးမဖြစ်ခင်မှာကြိုတင်ကာကွယ်တဲ့အနေနဲ့ Botox ကိုထိုးလို့ရတယ်ဒါကို preventive Botox လို့လည်းခေါ်တယ်ကြိုတင်ကာကွယ်တဲ့အနေနဲ့ထိုးမယ်ဆိုလို့ရှိရင်တော့ဒီအသက်20နှောင်းပိုင်းကနေစပြီးတော့မှစီးပမာဏနည်းနည်းလေးသုံးယုံနဲ့သူကအရေးအကြောင်းဖြစ်မှာကိုနှစ်အကြာကြီးတားဆီးပေးနိုင်တယ်နောက်ထပ်ဗီဒီယိုလေးမှာတော့ Botox ကိုမျက်နှာမှာပဲထိုးလို့ရလားတခြားဘယ်နေရာတွေမှာထပ်ပြီးတော့သုံးလို့ရသေးလဲဆိုတာကို sharing လုပ်ပေးမှာဖြစ်လို့ follow လေးလုပ်ပေးခဲ့နော်လှပဆိုင်ရာကျွမ်းကျင်မှုများနဲ့အတူမြဲရှိနေမယ်ဒေါက်တာထပ်ပါ